ဒီတခါတော့ဘလို့မှမတက်နိုင်တော့ဘူးဆိုတာကိုသူမရဲ့အမသိသွားခဲ့ပြီးရိုးရိုးရှင်းရှင်းအောက်လန်းနီလန်းတွေနဲ့နှင်ထုတ်ဖို့ကလုံးဝမဖြစ်နိုင်တော့ဘူးလေကဲတင်နိုင်မဲ့တခုတည်းသောနီလန်းကတော့အဲ့ဒီချိန်စာတင်နေတဲ့ကဘာတဲကိုကိုယ်တိုင်ဝင်သွားဖို့ပဲရှိတော့တယ်သူမဟာညီမဖြစ်သူဆေးရရဲ့ဖုန်းကိုအမော်မြတ်ထားတဲ့ရေစင်ထဲကိုထည့်လိုက်ပြီးသူမရဲ့ဝိညာဉ်ကိုနာကြည့်စရာကောင်းလာတဲ့ဝိညာဉ်လောကစီကိုပို့ဆောင်ပေးလိုက်တယ်ပြီးတော့သူမကိုယ်တိုင်လည်းအဲ့ဒီထင်ရောက်ထင်မှာကဘာတဲကိုနောက်ကနေထက်ချက်မကွာလိုက်ဝင်သွားခဲ့တာပေါ့ဆေးရကိုလည်းအမဖြစ်သူကတေးသေးချာချာမှကြားလိုက်တယ်ကြီးမားတဲ့တကားကြီး၃ခုကိုဖျက်ကျော်နိုင်ရင်ဒီနေရာကနေလွတ်မြောက်နိုင်လိမ့်မယ်တဲ့ဆေးရလည်းမှောင်မဲနေတဲ့ဝါတော်ကြီးတဲ့ကိုလှမ်းဝင်လာခဲ့ပြီးတိတ်မကြခင်မှာပဲသူမရဲ့ရှေ့မှာတကားတစ်ချက်ကလေပေါ်မှာထူးထူးဆန်းဆန်းပေါ်လာခဲ့တယ်။အဲ့ဒီအချိန်မှာပဲအမကသူမရဲ့နောက်မှာရုတ်တရက်ပေါ်လာပြီးတတိပေးလိုက်ပြန်တယ်။တကားကိုတွန်းဖွင့်ပြီးဝင်သွားတာနဲ့နောက်မှာဘာပဲဖြစ်ဖြစ်လုံးဝလက်မကြည့်နဲ့ဒီချိန်စာကဘာထဲမှာညီကငါ့ကိုကြည့်လိုက်ရင်အဲ့ဒီအကောင်ကလည်းငါ့ကိုမြင်သွားလိမ့်မယ်ညီရဲ့တငယ်ချင်းကိုတတ်ပြီးညီကိုဒီနေရာအထိဆွဲခေါ်လာတဲ့အဲ့ဒီအကောင်အကယ်၍ငါ့ကိုသာအဲ့ဒီအကောင်မြင်သွားရင်အပြင်ကလူတွေအားလုံးလည်းတေကုန်ကြလိမ့်မယ်ဒါကြောင့်ငါကအမှောင်ထဲကနေပဲတိတ်တဆိတ်စောင့်ရှောက်ပေးမယ်လေဆေးရလဲတပြင်းတစ်ချက်ကိုအာယူရှူလိုက်ပြီးပထမဆုံးတကားချက်ကြီးကိုတွန်းဖွင့်လိုက်တယ်သူမမျက်စိရှိမှမြင်လိုက်ရတာကတော့သူမအလွန်ကျွမ်းဝင်နေတဲ့ကျောင်းစင်ကြံလန်းကြီးပါပဲဒါပေမဲ့အဲ့ဒီနေရာကထူးဆန်းအံ့ဩစရာတွေနဲ့ပြည့်နှက်နေခဲ့တယ်သူမဟာဖုံးကိုမြှောက်ပြီးရရှိတဲ့အလင်းရောက်မိမ့်မိန်လေးနဲ့ပဲရှေ့ကိုတက်တီမွေးပြီးရှောက်လန်းခဲ့ရတယ်လမ်းမသွားရင်တော့နောက်ပြန်လှည့်လို့မရတဲ့အတွက်လာခဲ့တဲ့လမ်းအတိုင်းပဲနောက်ပြန်ဆုတ်ပြီးရှောက်ခဲ့ရတာပေါ့အဲ့ဒီလိုလွန်ခဲ့တဲ့ကြောက်ရွံ့မှုတွေကြားထဲမှာသူမဟာအသက်လူပြီးပြေးခဲ့ရပေမဲ့ဘယ်နေရာကိုပဲပြေးပြေးသူမရဲ့မျက်စိရှိမှာတော့ရှောင်းဝေကိုတက်တည်ခဲ့တဲ့ပုံရိပ်တွေကပဲတွတ်ပေါ်လာနေခဲ့တယ်နောက်တစ်စက္ကန့်မှာတော့လက်ထဲမှာယုံသုံးသားကိုကင်ထားတဲ့ရှောင်းဝေဟာသူမစီကိုအယူမူပြေးဝင်လာခဲ့ပြန်တယ်ဆေးရလဲအသက်လူပြီးဆက်ပြေးခဲ့ပေမဲ့ရှောင်းဝေကသူမရဲ့ရှိမှာထပ်ပြီးပေါ်လာပြန်ရောငါ့ကိုကူညီပါဦးလို့ငိုယိုပြီးအော်ဟစ်နေခဲ့တယ်ထိတ်လန့်တုန်လှုပ်နေတဲ့ကြားထဲကပဲဆေးရဟာသတင်းပေါက်ကိုဆွဲဖွင့်လိုက်မိတဲ့ဒါပေမဲ့သတင်းပေါက်အပြင်ဘက်မှာမြင်လိုက်ရတာကအပြင်လောကမဟုတ်ပဲသူမကိုယ်တိုင်ဖြစ်နေခဲ့တယ်သူမအပေါ်ကိုမောကြည့်လိုက်တဲ့အခါမှာလဲထပ်တူညီနေတဲ့ပုံရိပ်တွေကပဲအဆုံးမရှိတန်တရားလဲနေတယ်လို့မြင်တွေ့နေရပြန်တဲ့သတင်းပေါက်ကိုပြန်ပိတ်ပြီးမောကြည့်လိုက်တဲ့အခါမှာတော့ရှောင်းဝေကိုတက်တည်ခဲ့တဲ့အတိတ်ကမြင်ကွင်းကနောက်တစ်ချိန်ပြန်လဲပေါ်ပေါက်လာခဲ့တယ်အဲ့ဒီတုန်းကရှောင်းဝေရဲ့မျက်နှာပေါ်မှာနာကျင်ခံခတ်မှုတွေနဲ့ပြည့်နှက်နေခဲ့ပေမဲ့အခုသူမရှိမှရှိနေတဲ့ရှောင်းဝေကတော့တရေနဲ့ဖျက်ချောက်ပြုံးပြနေခဲ့တာပါဒါကြောင့်ဒါဟာစိတ်ကူးရင်ထင်ရောက်ထင်မှဖြစ်ရတစ်ခုပဲဆိုတာကိုဆေးရသဘောပေါက်သွားပြီးထရက်ကထွက်ပေါက်ကိုဆက်လက်ရှာဖွေခဲ့တယ်သူမရဲ့လမ်းကိုထပ်မံပိတ်ဆို့ထားတဲ့ရှောင်းဝေကိုရင်ဆိုင်ရတဲ့အခါမှာတော့ဆေးရဟာသွားကိုကြိတ်ပြီးရှေ့ကိုပဲတက်တိုးဝင်ပစ်လိုက်တယ်အဲ့ဒီခါကျမှထင်ရောက်ထင်မှပုံရိပ်တွေပျောက်ကွယ်သွားပြီးကြီးမားထုထဲရှိတဲ့တကားကြီးတစ်ချက်ဟာသူမရဲ့မျက်စိရှိမှထင်ရှားပေါ်လာပါတော့တယ်